ချင်းလေးထဲမှာမင်းတယောက်တည်းအပြေရှာမရဖြစ်နေလားနိုင်သံတွေကလည်းမင်းကိုလောင်ပြောင်လို့မျောလင်းချက်တွေအဝေးကိုလွှင့်စင်နေသလားမျက်ရည်တွေကြားကမြင်နေရတဲ့လောကကြီးဟာမင်းတို့တော့ရောင်စင်မဲ့လို့နေမှာပေါ့လူတွေအားလုံးကရှေ့ကိုပြေးနေကြပြီမဲ့မင်းတယောက်တည်းကြံရစ်ခဲ့တယ်လို့မတွေးပါနဲ့လဲချဘူးမထရက်ရတာပိုရန်မိုးရှိတာမို့အရှုံးပေးဖို့ဆိုတာမင်းတော့မဟုတ်ဘူးလေရှင်ဘတ်ထဲကမီးတော့ကိုပြန်ပြီးမွေးမြူလိုက်စမ်းပါမင်းမရှိတဲ့စွမ်းအားတွေကိုပြန်နှိုးလိုက်ပါတန်ရာတွေကမင်းကိုပို့ပြီးခိုင်မာစေမှာမို့အားလုံးကိုရင်ဆိုင်ဖို့အစင်းသဖြစ်ပြီလားဟိုးဝေးကကောင်းကင်ရံကိုလှမ်းကြည့်လိုက်ပါမင်းတွေ့အလင်းရောင်တစ်ခုစောင့်ကြိုနေတယ်အမောင်သူကိုခွဲထွက်ပြီးမင်းရဲ့အောင်နိုင်သူဖြစ်ရဲရဲဝင်းဝင်းရှိစလန်လိုက်စမ်းပါဘယ်တော့မှလက်မလျှော့နဲ့မင်းဟာထူးခြားတဲ့သူပါဒီကဘာမှာမင်းရဲ့နေရာတစ်ခုရှိနေစေပဲတခါတလေတော့လဲလောကကြီးကရက်ဆက်တတ်တယ်ဒါပေမဲ့အဲ့ဓာတွေကမင်းကိုသင်ခန်းစာပေးတာပါမနှက်ဖြန်ဆိုတာအစ်စ်တဖန်ပြန်လဲစတင်ခြင်းပဲမနေ